ချက်ညီနောင်ရေမမျောစေမြာပြောရဲ့ရွှေမင်းဝန်ထောင်လွယ်တော့မရှောင်အာကာပေါင်းကျဲပြောင်းကွယ်မြေမလူစေတွေ့ပါဘူးမေထူးမြတ်တာချွေစကားဥပမာလေးလာဝေလို့မြေပါရွေပါစေဖေးရင်တဲ့မမေ့ခြင်းပဲဆွဲနေတွင်မညိုတဲ့ရင်မျိုးရေသူတို့ဆွေဝေချငန်းသဆုံးရွှေနန်းလက်သုံးသဘေကုန်းတွေရဲ့မဟေကြောမဆုံးတဲ့တော်ကမုံဝေခပ်ဝေအခက်ဝေပြူဝွန်မာလို့ချူလွင့်ရသူကူဖဲ့မာတော့မေစိန်ဒီမှုမှာယခုလာရှင်လို့လေနေချွေပူကဆုံနှပြဆင်စရာပင်မှန်းနေကျင်မလားကွယ်ချစ်စကားတွေတပါမေကြားလေသူစပန်းလွာလှမပြတ်တမ်းငါပါချစ်စမ်းပါရစေချက်ညီနောင်ရေမမျောစေမြာပြောရဲ့ရွှေမင်းဝန်တောင်လွယ်တော့မရှောင်အာကာပေါင်းကျဲပြောင်းကွယ်မြေမလူစေတွေ့ပါဘူးမေထူးမြတ်တာချွေစကားဥပမာလေးလာဝေလို့မြေပါရွေပါစေဖေးရင်လည်းမမေ့ခြင်းပဲဆွဲနေတွင်မညိုတဲ့ရင်မျိုးရေသူတို့ဆွေဝေချငန်းသဆုံးရွှေနန်းလက်သုံးစပေကုန်းရဲ့မဟေကြောမဆုံးတဲ့တော်ကမုံကွေထပ်ပွေအခက်ဝေပြူဝွန်မာလို့ချူလွင့်ရသူကူဖဲ့မာတော့မေစိန်ကြီးဥမာယခုလာရှင်လို့လေနေချွေပူကဆုံနှပြဆင်စရာပင်မှန်းနေကျင်မလားကွယ်ချစ်စကားတွေတပါမေကြားလေသစ္စာပန်းလွာလှမပြတ်တမ်းငါပါချစ်စမ်းပါရစေ